3 ရက်အတွင်းလိမ်မော်သီးတန်900ကိုအမိုက်ပုံးနဲ့ပြစ်ထည့်လိုက်တဲ့မြို့ခမရစဉ်းစားကြည့်ဘူးလားလိမ်မော်သီးတစ်လုံးစားဖို့အခွန်လွှာရတာပြင်းစရာကောင်းတယ်လို့ထင်ကောင်းထင်လိုက်မယ်ဒါပေမဲ့လိမ်မော်သီးတန်ချိန်900ကို3ရက်အတွင်းကြေမွာသွားအောင်ဖျက်ဆီးပြရမယ်ဆိုရင်ရောတန်900ဆိုတာနေတဲ့ပမာဏမဟုတ်ပါဘူးလိမ်မော်သီးအလုံးရည်နဲ့တွက်မယ်ဆိုရင်အလုံးပေါင်းတန်းပေါင်းများစွာရှိပါသည်ဒီလောက်များပြတဲ့အစားအသောက်တွေကိုအလကားတက်လမ်းမပေါ်ပြစ်ပေါက်ပြီးတော့ဖျက်ဆီးနေကြတဲ့မြို့တစ်မြို့ရှိပါသည်အစားအသောက်ကိုကစားစရာလုံးရင်ငရဲကြီးရတယ်ဆိုတဲ့စကားကိုသူတို့ကဂရုမစိုက်ကြပါဘူးဘာလို့လဲဆိုတော့သူတို့အတွက်ဒီလိမ်မော်သီးတွေဟာစားစရာမဟုတ်ဘဲလွတ်လပ်ရေးအတွက်သုံးရတဲ့ကြီးစံတွေဖြစ်နေလို့ပါပဲအီတလီနိုင်ငံက Ivrea မြို့ရဲ့ကဘာကျော် Battle of the Orange ပွဲတော်အကြောင်းကိုပြောပြပေးချင်ပါတယ်ဒီလောက်များတဲ့အစားအသောက်တွေကိုဘာလို့ဖြုံးတီးပြစ်နေတာလဲဆိုတာနားလည်ဖို့အတွက်လွန်ခဲ့တဲ့12ရာစုလောက်စီကိုအရင်ပြန်သွားရပါလိမ့်မယ်အဲဒီခေတ်တုန်းက Ivrea မြို့ကိုရက်ဆက်တဲ့အာဏာရှင်မျိုးသားမင်းတယောက်ကအုပ်ချုပ်ခဲ့ပါတယ်သူကဘယ်လောက်တောင်ယုံမာတယ်လဲဆိုရင်မြို့သူမြို့သားတွေကိုဖိနှိပ်ယုံနေမကပါဘူးမြို့တွေကမြို့သမီးတွေမင်္ဂလာဆောင်ရင်မင်္ဂလာဦးညကိုသူနဲ့အရင်ဆုံးဖျက်ဆီးရမယ်ဆိုတဲ့ just primary notice လို့ခေါ်တဲ့မတရားဥပဒေကိုထုတ်ထားပါတယ်ဒါပေမဲ့ဒီကံကြမ္မာကိုပြောင်းလဲပစ်ခဲ့တဲ့အမျိုးသမီးတယောက်ပေါ်ပေါက်လာပါတယ်သူမနာမည်က Violetta ပါကျိတ်ဆောင်ပိုင်ရှင်တရားရဲ့သမီးဖြစ်တဲ့သူမဟာမင်္ဂလာဆောင်တဲ့ညမှာအာနာရှင်ကြီးစီသွားခဲ့ပါတယ်ဒါပေမဲ့အရှုံးပေးဖို့သွားတာမဟုတ်ပါဘူးသူမဟာဖွက်ယူသွားတဲ့ဓမြောင်နဲ့အာနာရှင်ကိုတပ်ဖြတ်ပြီးသူ့ရဲ့ခေါင်းကိုဖျက်ယူလိုက်ပါတယ်ပြက်နေတဲ့အာနာရှင်ရဲ့ခေါင်းကိုလာတာဆောင်ကနေလူလူစီပစ်ချလိုက်တဲ့အခါနှစ်ပေါင်းများစွာဖိနှိပ်ခံထားရတဲ့ဒေါသတွေပေါက်ကွဲပြီးပြည်သူတွေဟာအာနာရှင်ရဲ့နန်းတော်ကိုကြောက်ခဲတွေနဲ့ဝိုင်းပေါက်ပြီးဖြိုချလိုက်ကြပါတယ်အဲဒီကြောက်ခဲတွေနေရာမှာအခုခေတ်မှာတော့လိမ်မော်သီးတွေအစားထိုးပြီးအာနာရှင်စနစ်ကိုတော်လှန်တဲ့ပွဲတော်အဖြစ်ကျင်းပလာခဲ့ကြတာပါပွဲတော်ကာလတရက်အတွင်းမှာ Ivrea မြို့ကြီးတစ်မြို့လုံးဟာလိမ်မော်ရောင်စစ်မြေပြင်အဖြစ်ပြောင်းလဲသွားပါတယ်တိုက်ပွဲမှာအသင်းနှစ်သင်းခွဲထားပါတယ်ပထမတစ်သင်းကမြင်းဆွဲလဲတွေပေါ်ကစစ်သည်တွေပါသူတို့ကအာနာရှင်ရဲ့စစ်တပ်ကိုကူစားပြုပါတယ်မျက်နှာကတန်ခမောက်အုပ်တွေဝစ်စုံထူထူတွေဝစ်ဆင်ထားပြီးလဲပေါ်ကနေအောက်ကလူတွေကိုအပေါ်စီးကနေပြစ်ခတ်ကြပါတယ်ဒုတိယတစ်သင်းကတော့ Aransari လို့ခေါ်တဲ့ခြေလင်တပ်သားတွေပါသူတို့ကတာမန်ပြည်သူတွေကိုကူစားပြုပါတယ်အကာအကွယ်ပစ္စည်းသိမ့်မပါပဲလမ်းမပေါ်ကနေလှဲပေါ်ကလူတွေကိုပြန်ပြေးရပါတယ်တန်900ရှိတဲ့လိမ်မော်သီးတွေလေထဲမှာပြန်ဝဲနေတဲ့မြင်ကွင်းကကြည့်ကောင်းမိမယ်လက်တွေမှာတော့အရန်နာကျင်ပါတယ်လိမ်မော်သီးတစ်လုံးဟာအရှိန်နဲ့လာမှန်တဲ့အခါကြောက်ခဲတစ်လုံးလိုမှကြောပါတယ်မျက်လုံးတွေဖူးရောင်တာနှာခေါင်းသွေးရှံတာခန္ဓာကိုယ်မှာအညိုမဲတွေဆွဲသွားတာတွေကဒီပွဲမှာပုံမှန်ပါပဲဒါပေမဲ့ပါဝင်သူတွေကတော့ဒီတန်ရာတွေကိုသူရဲကောင်းတဲ့စိတ်တွေအဖြစ်ဂုဏ်ယူကြပါတယ်ဒီပွဲတော်ကိုသွားလိုက်မယ်ဆိုရင်အသက်အန္တရာယ်ကင်းမှုအတွက်မဖြစ်မနေသိထားရမယ့်အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့အနီရောင်အုတ်ထုတ်ရှည်လေးစောင်းသွားဖို့ပါဒီအုတ်ထုတ်ကလွတ်လပ်ခြင်းရဲ့သင်္ကေတဖြစ်တယ်လို့ငါကပွဲကြည့်ပြိတ္တငါ့ကိုမပြစ်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်လေးတက်ရောက်ပါသည်အကယ်၍ခမ ्या ကအဲ့ဒီအုတ်ထုတ်မပါဘဲနဲ့စစ်မြေပြင်ထဲဝင်သွားခဲ့ရင်တော့ခမ ्या ကအာနာရှင်ဘတ်တော်သားလို့အထင်ခံရပြီးမျက်နှာတက်ကိုလိမ်မော်သီးတွေအလုံးလိုက်ပြန်ဝဲလာမှသိကြပါသည်ကဲကောင်းစင်မှာပြောခဲ့တဲ့တန်900ကိစ္စကိုပြန်ဆက်ကြရအောင်3ရက်လောက်တိုက်ခိုက်ပြီးတဲ့အချိန်မှာမြို့လမ်းမတွေပေါ်မှာလိမ်မော်သီးအခွန်တွေအနှစ်တွေကရွှွန့်နွန်လိုဒူးလောက်ထိနေနေပါပြီလမ်းဆိုင်တော့ဖက်ကျွတ်ကြံခင်းနိုင်တဲ့အနေထားပါလူအများစုကဒါကိုအစားအသောက်ဖြုံးတီးတယ်လို့ဝေဖန်ကြပါသည်ဒါပေမဲ့မြို့ကန်တွေကတော့ဒီလိုဖြေရှင်းကြပါသည်ဒီပွဲမှာသုံးတဲ့လိမ်မော်သီးတွေဟာအီတလီတောင်ပိုင်းကနေမှာယူထားတဲ့စားလို့မကောင်းတဲ့ပဲသီးတွေနဲ့အခွန်ထူတဲ့အသီးတွေသာဖြစ်ပါသည်လူတွေစားသုံးမှုမသင့်တော်တဲ့အသီးတွေကိုပဲရွေးထုတ်ပြီးသုံးကြတာပါဒါအပြင်ပွဲပြီးသွားရင်လည်းဒီလိမ်မော်သီးအမိုက်ပုံကြီးကိုနှင်းရှင်းကားတွေနဲ့ထိုးကော်သိမ်းစီပြီးတဘာဝမြေဩဇာအဖြစ်ပြန်လည်အသုံးပြုကြပါသည်ဆိုတော့အလကားဖြစ်သွားတာမဟုတ်ပါဘူး Battle of the Orange ဟာအပေါ်ယံကြည့်ရင်တော့လူတွေယူသွတ်ပြီးအစားအသောက်တွေနဲ့ပြည့်ပေါက်နေတဲ့ပွဲလို့ထင်ရပါသည်တန်900ဆိုတဲ့ပမာဏကလည်းနှမျောစရာကောင်းနေတာအမှန်ပါပဲဒါပေမဲ့ Ivrea မြို့သားတွေအတွက်တော့ဒါဟာလိမ်မော်သီးတတ်မဟုတ်ပါဘူးဒါဟာသူတို့ရဲ့သွေးထဲမှာစီးဆင်းနေတဲ့လွတ်လပ်မှုကိုမျက်နှာတဲ့စိတ်ဓာတ်ကိုပြသတာပါနှစ်ပေါင်း800ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့သူတို့ဘိုးဘေးတွေကအာနာရှင်ကိုဘယ်လိုဖြုတ်ချခဲ့တယ်ပြည်သူအင်အားကဘယ်လောက်ကြီးမားတယ်ဆိုတာကိုသူတို့ဘယ်တော့မှမမေ့ဘူးဆိုတာကိုဒီပွဲတော်နဲ့သက်သေပြနေတာဖြစ်ပါသည်မိတ်ဆွေရောပယ်သီးဖြစ်နေတဲ့လိမ်မော်သီးတစ်လုံးလောက်ကိုကောက်ကင်ပြီးစိတ်ထွက်ပေါက်နေတဲ့လွတ်လပ်ရေးတိုက်ပွဲဝင်နွဲခြင်းစိတ်မရှိကြဘူးလား